နှစ်သက်ကူးပြီးစနှစ်ဦးကာလအခါသမယမှာမြန်မာနိုင်ငံတော်သူနိုင်ငံသားများနဲ့တကွကဘာသူကဘာသားတ attva အားလုံးကောင်းကျိုးချမ်းသာမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေလို့ရှေးဥစွာဆုမွန်ကောင်းတောင်းအပ်ပါတယ်နှစ်သက်ကူးပြီးစနှစ်ဦးကာလအခါမှာဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့တရားတော်များတဲ့ကနေ့စဉ်ဘဝမှာအစဉ်တပြေလိုက်နာကျင့်သုံးပြီးတော့ချမ်းသာဒုက္ခတွေရရှိဖို့ရန်အတွက်ဟောကြားထားတဲ့သုတ္တံများကိုရွေးချယ်ပြီးတော့ဒီကနေ့နေဥကာလဓမ္မလက်ဆောင်တရားကိုဟောကြားမှာဖြစ်ပါတယ်လောကရှိလူသားတွေအားလုံးဟာနှစ်ဟောင်းကုန်တိုင်းနှစ်သက်ကိုကြိုဆိုကြပြီးနှစ်သက်မင်္ဂလာအခါသမယမှာကောင်းကျိုးချမ်းသာတွေကိုမျှော်လင့်တောင်းတကြတာဓမ္မတာတစ်ခုလိုဖြစ်နေပါတယ်မြည်သည့်လူမျိုးပဲဖြစ်ဖြစ်နေဥကာလအခါသမယမှာကောင်းကျိုးချမ်းသာတွေရကြပါစေကောင်းကျိုးချမ်းသာမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေလို့တူဆုမွန်ကောင်းချွေပြီးတော့ရောက်ရှိလာမဲ့နှစ်သက်အခါသမယမှာစီးပွားရေးပညာရေးလူမှုရေးမိမိတို့ဘဝနေထိုင်ရေးတွေအားလုံးအဆင်တပြေဖြစ်ဖို့ရာအတွက်မျှော်လင့်ခြင်းကြီးစွာရှိကြပါတယ်လူသားတိုင်းအားလုံးဟာတညီတည်းသောတစ်ခုတည်းသောဆန္ဒကတော့လူသားတွေဟာဒုက္ခကာမချမ်းသာခြင်းကြတယ်ဒုက္ခပฏิကူလဆင်းရဲဒုက္ခကိုယွံမုန်းကြတယ်ချမ်းသာဖို့နိလန်းအမျိုးမျိုးကိုရှာကြံပြီးတော့ချမ်းသာဒုက္ခရရှိရေးအတွက်ကျိုးပန်းအားထုတ်နေကြတာဖြစ်ပါတယ်သို့တော်လည်းချမ်းသာဒုက္ခကိုဆိုင်ရာစစ်မှန်တဲ့အကြောင်းတရားကသာပေးနိုင်တာဖြစ်လို့အချို့သောအကြောင်းတရားများဟာချမ်းသာဒုက္ခကိုမပေးနိုင်ဘူးမပေးနိုင်တဲ့အကြောင်းတရားများကိုလက်ခံကျင့်သုံးနေမယ်ဆိုလို့ရှိရင်မိမိတို့မျှော်မှန်းတဲ့ချမ်းသာဒုက္ခကိုမရရှိဘဲနဲ့ဒုက္ခတွေပင်လယ်ဝေကြရတာတတ္တဝါတွေရဲ့အခြေအနေဒီလိုရှိပါတယ်ဒါကြောင့်မို့လို့မြတ်စွာဘုရားကချမ်းသာဒုက္ခရခြင်းတဲ့ပုဂ္ဂိုလ်တွေတကယ်စစ်မှန်တဲ့ချမ်းသာဒုက္ခကိုပေးနိုင်တဲ့အကြောင်းတရားများကိုအရင်ကြထို့သုတ္တန်တွေမှာဟောပြောထားတာရှိပါတယ်စီးပွားချမ်းသာခြင်းကြတာဟာလူတိုင်းရဲ့မျှော်လင့်ချက်တစ်ခုပါတဲ့သို့တော့ထိုမျှော်လင့်ချက်အတိုင်းလူတိုင်းရသလားဆိုတော့မရနိုင်ဘူးတဲ့ဘာကြောင့်မရနိုင်တာတုံးဆိုတော့မှန်ကန်တဲ့အကြောင်းမှန်ကန်တဲ့လမ်းကြောင်းပေါ်မှာမလျှောက်နိုင်လို့ပါပဲ။ဘာကြောင့်စီးပွားချမ်းသာတိုးတက်နိုင်တယ်ဆိုတဲ့မှန်ကန်တဲ့အကြောင်းတရားကိုလူတိုင်းရှာတွေ့ဖို့ရခက်ပါတယ်။နောက်ဆန္ဒတစ်ခုကလူလောကမှာဂုဏ်ရှိတရေရှိနာမည်ကျော်ကြားတဲ့ပုဂ္ဂိုလ်ဖြစ်ခြင်းတယ်။ဒါလည်းလူတွေရဲ့စီးပွားဥစ္စာရှိပြီးတဲ့နောက်မှာမျှော်လင့်ချက်တစ်ခုပါပဲ။ထပ်ပိုးလာတဲ့မျှော်လင့်ချက်တစ်ခု။အဲ့ဒီမျှော်လင့်ချက်ဟာလူတိုင်းမျှော်လင့်တဲ့အတိုင်းဖြစ်သလားဆိုမဖြစ်နိုင်ဘူးအမတန်ဖြစ်ခဲတဲ့အရာတစ်ခုဖြစ်ပါတယ်ဒါကြောင့်မို့လို့လူလောကမှာတန်ဖိုးရှိဆုံးအခိုင်အမာဆုံးချမ်းသာဆိုတာကတော့မြတ်စွာဘုရားကအနဝိစ္စဒုက္ခတဲ့အပြစ်မဲ့ချမ်းသာကိုယ်အနေနဲ့ကာယကံအပြစ်မျိုးဝစီကံအပြစ်မျိုးမနောကံအပြစ်မျိုးဘယ်ဘက်ကလှည့်ကြည့်ပြစ်မှုတစ်ခုကျူးလွန်ထားတာမရှိဘူးဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ရရှိတဲ့အပြစ်ကင်းစင်လို့စိတ်ထဲမှာချမ်းသာပျော်ရွှင်ရတဲ့ချမ်းသာဟာခုနကပြောတဲ့စားသုံးရတဲ့ရှိတဲ့ချမ်းသာတို့စားသုံးရတဲ့ချမ်းသာတို့ကျွေးကင်းတဲ့ချမ်းသာတို့တဲ့ပို့ပြီးတော့ကောင်းတဲ့ချမ်းသာတစ်ခုလို့မြတ်စွာဘုရားအဒီလိုဟောတာပါပုပ္ပေစကတပုညတ္တာဆိုတာမျိုးပေါ့အတိတ်ဘဝကုသိုလ်ကောင်းမှုတွေရှိလာခဲ့တယ်ကုသိုလ်ကောင်းမှုတွေလုပ်လာတယ်ဒီဘဝမှာလည်းလုပ်လာတယ်အတိတ်ဘဝလည်းကုသိုလ်ကောင်းမှုတွေရှိတယ်လူကောင်းတဲ့ပေါင်းသည့်အတွက်ကြောင့်ဆိုပါစို့တရားပွဲတွေသွားပြီးတရားနာတဲ့မိတ်ဆွေနဲ့ပေါင်းသည့်အတွက်ကြောင့်ကိုယ်လည်းတရားနာဖြစ်တယ်အလှတန်းဝါသနာပါနဲ့မိတ်ဆွေနဲ့ပေါင်းသည့်အတွက်ကြောင့်ကိုယ်လည်းအလှတန်းလုပ်ဖြစ်တယ်သီလဆောင်ထိန်းတဲ့မိတ်ဆွေကောင်းနဲ့ပေါင်းပြီးသည့်အတွက်ကြောင့်ကိုယ်လည်းသီလဆောင်ထိန်းဖြစ်တယ်ကမ္မထာအားထုတ်တဲ့မိတ်ဆွေနဲ့ပေါင်းသည့်အတွက်ကြောင့်ကိုယ်လည်းကမ္မထာအားထုတ်ဖြစ်တယ်ဆိုတော့ဟောကုသိုလ်တွေရပုပ္ပေစကတပုညတ္တာဖြစ်အဲ့ဒီကနေပြီးတော့လူတော်လူကောင်းတွေနဲ့ပေါင်းတယ်ကုသိုလ်ကောင်းမှုတွေလုပ်ဖြစ်လာတယ်နောက်ဆုံးအဓိကအချက်ကဘာဖြစ်လာတော့ဆိုအတ္တတမ္မာပဏိတိတဲ့ကိုနေတတ်ထိုင်တတ်လာကောင်းကောင်းထားတတ်စိတ်ထားတတ်လာတရားဓမ္မနာယူသဖြင့်ဘယ်လိုစိတ်ထားရမယ်ဘယ်လိုနှလုံးထားရမယ်ဆိုတာတွေသဘောပေါက်လာသည့်အတွက်ကြောင့်အတ္တတမ္မာပဏိတိဆိုတဲ့မိမိကိုယ်မိမိစိတ်ကောင်းအောင်ပြုပြင်ပြီးတော့နေတတ်ထိုင်တတ်လာတယ်